ဒီနေ့မှာတော့2020ခုနှစ်မှာထွက်ရှိခဲ့တဲ့ CDF Man ဆိုတဲ့ရွှေရှင်အကြောင်းလေးကိုကျွန်တော် recap ပြုလုပ်ပေးသွားမှာပါ။ I am Mali ဟာမုံမိုင်းမြို့မှာသူ့ရဲ့ဇနီးအိုချာနဲ့တူနေထိုင်တဲ့အလေးလက်တန်းစားသူတစ်ယောက်ဖြစ်ပါတယ်။သူဟာဟိန္ဒူအလေးမျိုးရိုးနယ်စုကလေးဖြစ်ပြီးစီးရဲမွေးတင်မှုထဲမှာတသက်လုံးကြီးပြင်းခဲ့ပါတယ်။ဒါကြောင့်မာလီရဲ့တခုတည်းသောဆန္ဒကတော့သူကလေးတွေကိုသူတက်နိုင်သလောက်အကောင်းဆုံးဘဝကိုပေးဖို့ပါပဲ။သူရဲ့စီးပွားရေးနဲ့လူမျိုးရေးနောက်ခံအခြေအနေအရမာနီယာသူ့ဘဝမှာအတော်တန်အောင်မြင်မှုတွေရရှိထားပါတယ်။သူဟာနာမည်ကြီးနက္ခတ္တဗေဒပညာရှင်ဒေါက်တာအာဗင်ရဲ့ကိုရေးလက်ထောက်ဖြစ်နေလုပ်ကိုင်နေပါတယ်။မာနီယာသူ့ရဲ့ဝန်ထမ်းတွေကိုကျုံလိုဆက်ဆံတဲ့မာနာကြီးတဲ့ဆရာဝန်ရဲ့စူပူချင်းပေါင်းခြင်းကိုမကြာခဏခံရတဲ့ရှိပါတယ်။အာဗင်ဟာကဘာပေါ်ကိုကြောက်တဲ့ဥက္ကပြန်တွေထဲမှာအလူကြီးသက်ရှိကြိုသားတွေပါဆိုတာကိုရှာဖွေဖို့ဆရာထက်ထန်စွာနဲ့လှုပ်ဆောင်နေပါတယ်။ဒီရဲ့ချက်အတွက်နဲ့သူဟာရမုံငယ်များပြားလိုအပ်မဲ့စမ်းသပ်မှုတစ်ခုကိုလှုပ်ဆောင်ဖို့တဲ့လိုအပ်နေခဲ့ပါတယ်။တနေ့မှာတော့ဝန်ကြီးတူဟာသူတို့ရဲ့ဌာနကိုလာရောက်ပြီးစီမံကိန်းအတွက်ရမုံငွေချောင်းဆွေးနွေးပါတယ်။မာနီယာအဲ့ဒီစမ်းသပ်မှုအကြောင်းဘာမှနားမလည်ပေမဲ့အာဘေကိုယုံကြည်ရတဲ့အတွက်ငွေကြေးထောက်ပံ့မှုအတွက်အဆင်သင့်ပါပဲ။ဒီကမှာမာနီကတယောက်ပြောတာကိုတယောက်ကနားမလည်ရင်သူတို့ရဲ့ညံရင်ညံသွေးကိုတန်လျောက်ဝင်ပြီးကြံတယောက်ကပို့တော်တယ်လို့ထင်နေမယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒါဟာသူ့အတွက်ဘဝတည်ခဲ့တာတစ်ခုဖြစ်လာပါတယ်။သူဟာနေတိုင်းအဘိဓမ္မာကိုဖတ်ပြီးစကားပြောတဲ့အခါအခက်အခဲဆုံးစကားလုံးတွေကိုရွေးချယ်အသုံးပြုလာပါတယ်။ပြီးတော့သူဟာသူ့ရဲ့ကြွယ်ဝတဲ့ဩဟာရတွေကိုအသုံးပြုပြီးသူဖြစ်နေတာထက်ပိုမြင့်တဲ့လူမှုလွှာကလူတယောက်လိုဟန်ဆောင်နေခဲ့ပါတယ်။အဲဒီနေ့တိုင်းပဲတနေ့မှာတော့သူဟာကိုဝင်ဆောင်နေတဲ့သူဇနီးကိုအပန်းပြေစကားတစ်ခုကိုခေါ်သွားပြီးသူတို့ဟာရေကူးကန်ဘေးမှာအချိန်ပြောနေခဲ့ကြပါတယ်။အဲ့ဒီမှာဝန်ထမ်းတစ်ယောက်ကတဲခိုသူတွေပဲနေခွင့်ရှိရပြောတဲ့အခါသူကယုံကြည်မှုအပြည့်နဲ့လိမ်ပြောပြီးအခမဲ့ဝန်ဆောင်မှုတွေကိုရယူလိုက်ပါတယ်။ရေကူးကန်မှာရှိနေတော့မာလီကသူဇနီးကိုရေကူးကန်ထဲမှာစော်ကစားနေခဲ့တဲ့လူငယ်တွေဟာစတုတ္ထမျိုးဆက်တွေဖြစ်ကြောင်းပြောပြပါတယ်။သူကပထမမျိုးဆက်ဆိုတာပညာရေးရဲ့အရေးပါမှုကိုမသိတဲ့သူတွေဖြစ်ပြီးဒုတိယမျိုးဆက်ကတော့အဲ့ဒီအရေးပါမှုကိုနောက်ကျမှသိလာကြတယ်။တတိယမျိုးဆက်ကတော့သူတို့ရဲ့မိဘတွေတနက်တလောက်အကောင်းဆုံးပညာရေးကိုရရှိကြတယ်။စတုတ္ထမျိုးဆက်ရောက်လာတဲ့အခါမှာတော့သူတို့ရဲ့မိဘတွေဟာဇိမ်ခံပန်းပြေစခန်းမှာရေကူးနိုင်လောက်အောင်ချမ်းသာကြွယ်ဝနေပြီးလို့ရှင်းပြပါတယ်။မာနီယာသူကလေးကိုစတုတ္ထမျိုးဆက်ဖြစ်လာအောင်နဲ့ကြံမျိုးဆက်တွေကိုကြော်လွှားနိုင်အောင်စိတ်ပန်းဖြတ်ထားပါတယ်။မိနစ်နဲ့ငယ်ကြာမှာတော့မန်နေဂျာနဲ့ဝန်ထမ်းတယောက်ကသူတို့ရဲ့လိန်ညာမှုကိုသိရှိသွားခဲ့ပြီးသူ့စီကိုချစ်ခဲ့လာခဲ့ပါတယ်။သူရဲ့လိန်ညာမှုတွေနဲ့ပတ်သက်ပြီးအိုချာကပြစ်ဒဏ်မခံရအောင်အပြစ်ဒဏ်ပိုင်းတာနေဟန်ဆောင်ပေမဲ့အဲဒီအချိန်မှာပဲသူ့ရဲ့ရေမွာကပေါက်သွားခဲ့ပါတယ်။အနားမှာရှိတဲ့သူတွေကရေကူးကန်ပေးမှာကလေးယောက်ျားလေးတယောက်ကိုဝေးဖောက်တဲ့ကုညင်ပေးနေခဲ့ပါတယ်။မာနီယာသူအမြဲသုံးနေခဲ့တဲ့ဗီဒန်ကိုသုံးပြီးသူရဲ့တထေးစီစာတစောင်ရေးပြီးနှစ်လကြာကလေးထိန်ခွင့်ယူပါတယ်။ကလေးမွေးပြီးတဲ့နောက်မှာသူတို့ဟာကလေးကိုအေးလို့နာမည်ပေးလိုက်ပြီးအကောင်းဆုံးကျူးဆိုင်ကြပါတယ်။အေးဟာလာကြကရိယာကိုအသုံးပြုပြီးတတ်မြတ်တဲ့ကလေးတော့မဟုတ်ပါဘူး။ဒါပေမဲ့သူ့မိဘတွေကသူ့ကိုရမ်းချစ်ကြပါတယ်။အေး6နှစ်သားအရွယ်ရောက်တဲ့အခါမှာသူတို့ဟာနာမည်ကြီးခရစ်ယာန်အကြောင်းတစ်ခုကိုခေါ်သွားခဲ့ပါတယ်။အေးကရိုးရှင်းတဲ့မိကွန်းကျုပ်ကိုမေးပေမဲ့အင်တာဗျူးတစ်ချောင်းလုံးတိတ်ဆိတ်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျောင်းသားတွေကိုသူတို့ရဲ့ IQ ပမာမူတည်ပြီးရွေးချယ်တာကြောင့်ပါ။အေးကအရေးချင်းမပြည့်မီလို့သတ်မှတ်ခဲ့ရပါတယ်။အဲဒီနောက်မှာမိဘတွေကအေးကိုနောက်တဲ့ကျောင်းတစ်ခုကိုခေါ်သွားပြီးသူတို့ဟာအာမေရဲ့ထောက်ခံချက်နဲ့ရောက်လာတာလို့ပြောလိုက်ပါတယ်။လက်ခတ်ရေးတဲ့အရာရှိကတော့အာမေကိုပိုးဆက်ပြီးသူကစာနဲ့ရေးထားတဲ့ထောက်ခံစာကိုပေးခဲ့ဘူးပဲမာနီကိုဖယ်ရှားခြင်းကိုတသက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။မာနီကသူတို့ပြောနေတာကိုကြားသွားခဲ့ပြီးသူသားရဲ့ပညာရေးကိုလစ်လို့ရှုတဲ့တတိကိုအရန်ဒေါသထွက်နေခဲ့ပါတယ်။တရေသာရှင်လိုပဲတစ်ခုမှာအာမေကအဓိကဧည့်သည်ဖြစ်နေတက်ရောက်နေခဲ့ပါတယ်။ပရိသတ်တွေကတယောက်ကဂျိုသားအလူစီဝါပိုးမားတွေဟာကဘာတဲကိုဘလို့တေချာပေါက်ရောက်နေပြီလဲဆိုတာကိုသူ့ကိုမေးပါတယ်။သူကသူတို့ကိုမရေရာမသေးကြတဲ့သိပ္ပံလေးချအဖြစ်တစ်ခုပေးပြီးအဲ့လူရဲ့မကောင်းမှုနဲ့မေးခွန်းတွေနဲ့သူ့ကိုစော်ကားသလိုခံစားလိုက်ရပါတယ်။အဲ့ဒီအဖြစ်ပြဟာမာနီရဲ့စိတ်ထဲမှာဆွဲထင်သွားခဲ့ပြီးသူအဲ့ဒီအကြောင်းကိုအများကြီးစဉ်းစားနေပါတယ်။လာနေငယ်ကြတော့အော်ဒီယာစာသင်ခန်းထဲမှာပြတပေါက်ကလည်းပြေကုန်ငေးကြည့်နေတော့ဆရာမကသူ့ကိုအာရုံစိုက်ဖို့တည်းပြောပါတယ်။သူကလည်းလူသားတွေကိုအောက်ဆီဂျင်ကိုဘေးထွက်ပစ္စည်းဖြစ်နေဖန်တီးပြီးကမ္ဘာကိုကယ်တင်ဖို့ကလိုရိုဖီထိုးသွင်းလို့မရဘူးလားလို့ဆရာမကိုပြန်မေးပါတယ်။6နှစ်သားရွယ်ကလေးတယောက်အတွက်နဲ့အဲ့လိုအစင်းမင်းနဲ့မိကွန်းမျိုးကတော့ပုံမှန်မဟုတ်ပါဘူး။
ဆရာမကိုရန်တော်ဘာပြောမှမသိဖြစ်သွားခဲ့ပါတယ်ဆရာမကသူ့ကိုရှေ့ထွက်ပြီးရွှေရှင်းတဲ့တင်ရှာပုံစံတစ်ခုကိုဖြည့်ရှင်းခိုင်းပါတယ်ဒါပေမဲ့သူကအဲ့ဒီပုံစံကိုရှုပ်ထွေးတဲ့တင်ရှာနီးလန်းတစ်ခုကိုသုံးပြီးဖြည့်ရှင်းဖို့လည်းကြိုးစားပါတယ်ဒီကဆရာမကသူ့ကိုစော်ကားဖို့ကြိုးစားနေလို့ထင်ပြီးသူ့ကိုကျောင်းရုံခန့်ကိုခေါ်သွားပါတယ်အဲ့ဒီမှာအော်ဒီဟာပထမအကြိမ်သူ့ကိုညှင်းပယ်ခဲ့တဲ့ခရစ်ယာန်ကျောင်းမှာပဲတက်နေတာကိုသိလိုက်ရပါတယ်သူဟာဘလို့နည်းနဲ့မှမသိပေမဲ့သိပ္ပံဆိုင်ရာပါရမီရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါနဲ့ငယ်အတွင်းမှာတော့သူဟာအတန်းထဲမှာစိတ်မြေသောကလေးဖြစ်လာပြီးကျောင်းထက်လေးအင်မတန်သုံးဝင်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်ကျောင်းကသူ့မိဘတွေကိုခေါ်လိုက်ပါတယ်ကျောင်းကကလေးရဲ့ညင်ညသွေးကိုချီးကျူးပါတယ်ကလေးသာခရစ်ယာန်ဘာသာဝင်ဖြစ်မယ်ဆိုရင်ကျောင်းကသူ့ကိုပညာသင်ဆုအပြည့်အဝပေးနိုင်မှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီကကျောင်းကြီးကလည်းကလေးရဲ့မိဘတွေကိုသူတို့သားအတွက်ဘာသာပြောင်းဖို့လူလူညံ့ညံ့စီယုံတင်ဖို့တဲ့ကြိုးစားပေမဲ့မာနီကညှင်းဆန်လိုက်ပါတယ်သူကအေးရရှိထားတဲ့အခြားကျောင်းတွေရဲ့ကမ်းလှမ်းချက်စာအုပ်ကိုကျောင်းကိုပြလိုက်ပါတယ်အဲဒီကမှကျောင်းကစီကသတ်မှတ်ချက်အားလုံးကိုသဘောတူလိုက်ပါတယ်အစည်းအဝေးပြီးမှတော့အေးဟာအဲ့ဒီကျောင်းမှာပဲအခမဲ့ပညာသင်ချက်ကိုရရှိသွားခဲ့ပါတယ်ပါရီမီရှင်ကလေးတယောက်အကြောင်းသတင်းတွေကရက်ွက်ထဲမှာပြန့်နှံ့သွားတဲ့အခါမီဒီယာကုမ္ပဏီတစ်ခုကလည်းသူနေထိုင်တဲ့နောက်ကျတဲ့ရက်ွက်ကိုလာပြီးသူ့ကိုအင်တာဗျူးပါတယ်ဒူဆန်နာကအင်တာဗျူးတွေဟာသူကသူ့ရဲ့ရှိုးထွေးတဲ့ဖြေတွေကိုနောက်ဆက်တဲ့မိကုန်းတွေမေးတဲ့အခါကလေးကသူ့ကိုရိုင်းဆန်းဆန်ပါတယ်အာမင်ကသတင်းတော့ကိုဘောင်းမစာဆက်ဆံခဲ့တယ်လို့ပါပဲကြည့်ရှုသူတွေကအရင်မြင့်မရှိတဲ့စင်ရသားတယောက်ဟာအရွယ်ရောက်ပြီးသူအများစုထက်ပိုတော်တယ်ဆိုတဲ့ဇလန်းကိုသက်သက်ကြပါတယ်အင်တာဗျူးပြီးမှတော့အေးရဲ့နာမည်ကြော်ကြားမှုဟာအလွန်မြင့်တက်သွားပါတယ်သူရက်ွက်ထဲကသူတွေကသူနဲ့သူဓာတ်ပုံရိုက်ဖို့လာကြပြီးသူ့ကိုနာမည်ကြီးတယောက်လိုဆက်ဆံကြပါတယ်အဲဒီညနောက်ပိုင်းမှာတော့မာနီယာရက်ွက်ထဲကလမ်းဘေးဈေးတဲ့တယောက်စီသွားပြီးမူလာနဲ့စာအုပ်အဟောင်းတွေကိုဝယ်ပါတယ်အဲဒီမှာသူဟာအေးအဖက်များစွာရရှိအောင်လို့အဲဒီစာမိုးပဲအဟောင်းတွေကိုစာတင်နှစ်တိုင်းမှာဝယ်ယူနေတာကိုသိလိုက်ရပါတယ်အလားတူပဲသူကကလေးကိုညာတိုင်းပဲကွန်တန်သိပ္ပံအကြောင်းစာကြောင်းနှင်းငယ်သိယူစီပါတယ်အော်ဒီကအဲ့ဒီစာကြောင်းတွေကိုရွတ်ဆိုပြီးဘဒူကနောက်ဆက်တဲ့မိကုန်းနေမိဒေါသထွက်တဲ့ဟန်ဆောင်လိုက်ပါတယ်အဲ့ဒီနည်းနဲ့အဖေနဲ့သားဟာအေးကိုပါရမီရှင်လို့ထင်အောင်လူတိုင်းကိုလှည့်စားနေခဲ့ကြပါတယ်အိုဂျာတော်မှသူတို့ရဲ့စီစဉ်ကိုမသိရှိခဲ့ပါဘူးဘာကြောင့်လဲဆိုတော့သူတို့ဟာအခုချိန်ထိလူတိုင်းစီကနေလှုပ်ဝက်ထားနိုင်ခဲ့တယ်ပါအဲဒီနောက်မှာတော့ကျွန်တော်တို့ဟာနိုင်ငံရေးသမားနှစ်ယောက်ဖြစ်တဲ့အလူချာနဲ့သူ့ဘေကေဆက်တို့ကိုသိတာပါတယ်သူတို့ဟာအေးရဲ့နာမည်တက်ကြားမှုကိုသူတို့ပါတီရဲ့အကျိုးမြတ်တွေအသုံးပြုဖို့အတွက်စီစဉ်နေခဲ့ကြပါတယ်သူတို့ဟာမာနီစီလာပြီးလာမယ့်ရွေးကောက်ပွဲမှာအေးရဲ့အကူအညီကိုတောင်းပါတယ်သူလုံးရမှာကအလူချာစီစဉ်တဲ့စီမံကိန်းတွေကိုထောက်ခံမှုပဲဖြစ်ပါတယ်အော်ဒီဟာသူ့ရဲ့ထောက်ခံမှုတွေစုချင်းမြင့်ခံရမယ်ဆိုတာကိုသိလိုက်ရတဲ့နောက်မာနီကသူ့ကိုသူတို့အတွက်အလုပ်လုပ်ခွင့်ပေးဖို့အတွက်သဘောတူလိုက်ပါတယ်သူရဲ့ပထမဆုံးလုပ်နေတဲ့ကလေးဟာသူ့ရောက်ွက်ကသူတွေကိုသူတို့အိမ်တွေကိုဆွလို့ဖို့အတွက်ဆက်ဆောင်ရပါလိမ့်မယ်ဒါမှပါတီကပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကိုဆက်လက်လုပ်ဆောင်နိုင်ပါပါစီမံကိန်းအဆုံးမှာတော့အဲ့ဒီရောက်ွက်မှာကျောင်းတွေနဲ့ဆေးရုံတွေတို့အဆောက်အဦတွေပါတဲ့မိုးမြော်တိုက်အများပြားတိစောက်ပြီးသွားပါလိမ့်မယ်မာနီကအဲ့ဒီအကြံဉာဏ်ကိုသဘောကျပါတယ်မာနီကသူ့သားကိုကူညီဖို့အတွက်ဆက်ဆောင်လိုက်ပါတယ်အော်ဒီကိုရက်ွက်လူလူရှိမှစကားပြောဖို့အတွက်ဖိတ်ခေါ်ပါတယ်အစီအစဉ်တစ်ခုအတွင်းမှာမာနီကအနီးနားကအမိုးတစ်ခုအပေါ်မှာသူ့သားတဲ့နားရဲထဲတဲ့ကရိယာတစ်ခုကလည်းစကားပြောနေခဲ့ပါတယ်သူ့အကူညီနဲ့အေးကစိတ်ထိခိုက်စရာကောင်းတဲ့မိကုန်းတစ်ခုပြောပြီးလူတွေကိုသဘောတူညီချက်ပုံစံမှာလက်မှတ်ထိုးဖို့အတွက်ဆွဲဆောင်နိုင်ခဲ့ပါတယ်လူတွေကသူ့ကိုသူတို့အားလုံးထက်ပိုတော်တယ်လို့ထင်ပြီးသူပြောသမျှတွေကိုအလိုလျောက်သဘောတူကြပါတယ်တညမှာတော့အေးရဲ့အခြေဆုံးတငယ်ချင်းနဲ့အင်းလေးကျဲဖြစ်တဲ့ဆယ်လီကိုသူ့အမေကကျောင်းမှာအောင်မြင်မှုမရလို့စူကောက်နေခဲ့ပါတယ်ဆုံးမတဲ့ဒီနေ့အမျိုးသမီးကသူ့ကိုခဏလောက်အင်ဘောကနေနှင်ထုတ်လိုက်ပါတယ်အေးကသူ့နောက်ကိုလာလာဆောင်ထိလိုက်ပြီးနောက်ဆာမူဝဲမှာအမတ်အများဆုံးရအောင်လုပ်ပေးမယ်လို့ကြေညာပေးလိုက်ပါတယ်ဒီကဆယ်လီကလည်းသူ့ကိုမယုံတဲ့အခါမှာသူဟာတကယ်တော့ပါရမီရှင်ကလေးမဟုတ်ကြောင်းဖွင့်ရပြောပါတယ်သူဟာသူ့အဖေတင်ပေးသမျှတွေကိုပဲသိယူပြီးဆာမူဝဲတိုင်းမှာလိမ့်လေခဲ့တာလို့လည်းပြောပါတယ်သူတို့နှစ်ယောက်မခွဲခွာခင်မှာဘ누구မှပြောဖို့ဆယ်လီကိုကြေညာပေးခိုင်းပါတယ်နောက်တစ်နေ့မနက်မှာတော့အေးဟာညာတော့ကသူလုပ်ခဲ့တဲ့ຢာတွေအတွက်စိမသက်မသာဖြစ်နေပါတယ်သူကမာနီကိုသူတို့ရဲ့အကောင်းဆုံးငွေချင်းတွေနဲ့အဲ့ဒီလူဝက်ချက်ကိုဝေနှားလို့ရမလားလို့မေးပါတယ်ဒါပေမဲ့မာနီကအဲ့ဒါကိုလုံးဝဆက်ကျင်ပါတယ်သူရဲ့အကောင်းဆုံးငွေချင်းဟာအေးရဲ့အမေဖြစ်ပြီးသူ့ကိုမပြောရသေးဘူးလို့ရှင်းပြပါတယ်
ဒါကြောင့်ပဲအဲ့ဒီလူဝက်ချက်ဟာသူတို့နှစ်ယောက်ကြောင်းပဲရှိရမှာပါ။ကျောင်းမှာဆယ်လီကသူ့ကိုလူရရှိပါမြောက်ဖို့ကိန်းဇီဟာကိုရွတ်ဆိုခိုင်းပါတယ်။အော်ဒီယာသူ့ကိုလူဝက်ချက်ကြောင့်ပြောမိတာကိုနောက်လိုက်ရပြီးဒေါသရကြီးထွက်သွားခဲ့ပါတယ်။နောက်မှဆယ်လီကတောင်းပန်ပေမဲ့သူ့ကိုဘာမှအဆင်ပြေစေပါဘူး။ဒါတနေ့မှာသူကဆယ်လီကသူတို့ရဲ့လူဝက်ချက်ကိုတီးသွားပြီးတော့သူ့ဖေကိုပြောပါတယ်။မာနီကလှည့်သွားပြီးဆယ်လီကိုလာတာစာကိုခေါ်သွားပါတယ်။ဆယ်လီအဖေကမာနီလလွတ်တဲ့အဖွဲ့အစည်းမှာပဲတန်ရှင်းရေးသမားဖြစ်နေဒုက္ခနေပါတယ်။သူကဆယ်လီကိုဘ누구မှမပြောရင်သူ့အဖေကိုအလုပ်ဖြုတ်ဖြစ်မယ်လို့ချင်းချောက်ပါတယ်။စင်းရဲတဲ့ကလေးမလေးကသူ့အသက်နဲ့ဂရိသစ္စာပြုပြီးကျောင်းမှာအေးကိုနောက်ပြောင်တာကိုရက်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့အာဘင်အတွက်အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။သူနှစ်ပေါင်းများစွာသူ့တင်သားပြုခဲ့တာဟာအထွတ်ထိပ်ကိုရောက်နေခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့သူတို့ဟာလေဘူးပေါင်းတွေကိုအထက်လေထုတဲကိုလွှတ်တယ်ပြီးဂျိုသားအနုစီဝါပုံမှားလို့ယူဆရတဲ့နမူနာတွေကိုစုဆောင်းခဲ့လို့ပါ။ဒါပေမဲ့ရလက်တွေကအနှုတ်လက္ခဏာဆောင်ပါတယ်။ဒါကသူ့ဒေသနာကိုဆက်လက်လှုပ်ဆောင်မှုတွေဂျမန်ငွေတွေရုပ်သိမ်းခံရလိမ့်မယ်လို့ဆိုပါတယ်။သူရဲ့ကုန်တဲ့ကိုကောက်ခဲ့ဖို့အာမင်ကစံတမှုအောင်မြင်ခဲ့ကြောင်းလိန်နေတဲ့စီရင်ခံစာတစ်ခုကိုပြုလုပ်ပါတယ်။မာနီကအဲ့ဒီစီရင်ခံစာကိုရတဲ့အခါအာမင်ဘာလုပ်ခဲ့လဲဆိုတာကိုသူပြန်သတိရသွားပါတယ်။သူသားကိုကြောင်းဝင်ဝင်ရဖို့အတွက်အခုညီလိုတဲ့ချိန်ကအာဘယ်သူ့ကိုဘယ်လိုဆက်ဆံခဲ့ရလဲဆိုတာကိုပြန်မှတ်ရခဲ့ပြီးလက်စားချေတဲ့အနေနဲ့သူကအနှုတ်လက္ခဏာဆောင်တဲ့အစီအခံစာတစ်ခုကိုတာဝန်ရှိသူတွေကိုပြလိုက်ပါတယ်။ဒါကြောင့်မဲအာဘယ်ဟာလိမ်လည်မှုနဲ့အလုပ်ဖြုတ်ခံရပါတယ်။နေပေါင်းများစွာကျုံလို့ဆက်ဆံခံခဲ့ရပြီးနောက်သူတထေးကိုတင်ငန်းစာပေးနိုင်ခဲ့တဲ့အတွက်သူကျင်းနဲ့သွားခဲ့ပါတယ်။ဒါပေမဲ့တပတ်ကြာမှပဲအာဘယ်ကိုအေးတို့အိမ်ကိုနှစ်ပတ်တဲ့စီစဉ်တစ်ခုရဲ့အဓိကဧည့်သည်ဖြစ်နေဖိတ်ခေါ်ပါတယ်။သူအေးနဲ့တွေ့ပြီးမကြခင်မှာပဲကလေးဟာပါရမီရှင်မဟုတ်ဘူးဆိုတာကိုသိသွားပါတယ်။မာနီကဘ누구မှမပြောဖို့သူ့ကိုတောင်းပန်ပြီးသူ့လူကိုပြင်ရအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။အာဘင်ကသူ့မှာအဲ့လိုစက်သက်မှုတွေရှိတယ်လို့မယုံပေမဲ့သူ့ကိုအခွင့်အရေးတစ်ခုပေးဖို့အတွက်သဘောတူလိုက်ပါတယ်။သူသားရဲ့အနာဂတ်ကိုကယ်တင်ဖို့မာနီဟာနိုင်ငံရေးသမားအလူကြားစီသွားပြီးအာဘင်အတွက်ကြိုးကန်လှူရှားပေးဖို့အတွက်တောင်းဆိုပါတယ်။အစာပိုင်းမှာတော့သူမဟာပါတီအတွက်အကျိုးမရှိတဲ့ကိစ္စတစ်ခုမှာပါဝင်ခြင်းမပေါ်ပါဘူး။ဒါပေမဲ့မာနီကသူမကိုဆက်ဆောင်နိုင်ခဲ့ပါတယ်။အလူဂျာကအာမင်ရဲ့စီမံကိန်းကိုပြန်လည်စတင်နိုင်ဖို့ပြည်ထောင်ဝန်ကြီးစီကိုစာလက်ဆောင်ရေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအတွက်ဆရာဝန်ကအေးအကြောင်းကိုပါဇက်ပိတ်ထားပါတယ်။နောက်တနေ့မှာတော့ကလေးကနောက်ထပ်မိန်ကုန်းတစ်ခုရွေးဆိုရမှာဖြစ်ပေမဲ့အလွတ်ကျက်ဖို့အခက်အခဲဖြစ်နေပါတယ်။စိတ်ပြတ်နေတဲ့မာနီကသူ့ကိုစူပါတယ်။မာနီကသူ့ကိုပိုကောင်းအောင်လုပ်ဖို့အတွက်ဖိအားပေးပါတယ်။ဒီလိုတကြီးပြောနေတာတွေကိုအေးမခံနိုင်တော့ပါဘူး။အခုချိန်မှာသူဟာသူ့ရဲ့စိတ်ကြမ်းမာရေးကိုထိခိုက်စေတဲ့လိမ်ညာမှုတွေကိုဆက်လက်ထင်းထင်းထားရတာကိုညှင်းဝင်နေခဲ့ပါပြီ။နောက်အစီအစဉ်မှာသူဟာစိုးရိမ်စိတ်တွေကြောင့်ကောင်းကောင်းပြောနိုင်တော့ပါဘူး။မိကိုအလင်းမှာတတိလစ်သွားပါတယ်။ချက်ချင်းပဲအင်ကိုခေါ်သွားကြပေမဲ့အလူချာကသူ့ကိုမကြခင်သက်သာလာအောင်တောင်းဆိုပါတယ်။ဘာကြောင့်လဲဆိုတော့သူ့မှာရှေ့လာတဲ့ရသက်သက်အတွင်းမှာအလုပ်တွေအများကြီးရှိနေလို့ပါ။အခြားတနေရာမှာတော့သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကမာနီရဲ့ကြိုးပမ်းမှုတွေကြောင့်အာဘင်ကိုပြန်ခန့်ဖို့စဉ်းစားနေပါတယ်။ဒါပေမဲ့အာဘင်ကသူ့ရဲ့လုပ်ငန်းကိုဖော်ထုတ်ခဲ့သူဟာမာနီဖြစ်ကြောင်းသိသွားပါတယ်။တစ္ဆာပေါခံခဲ့ရတဲ့အတွက်ဒေါသထွက်ပြီးအလူချာနဲ့သူ့အဖေစီကိုအေးအကြောင်းဖော်ထုတ်တဲ့စာရဆောင်ပို့လိုက်ပါတယ်။သူတို့ကသူ့ကိုလိမ်လည်သူတို့ပြောပေမဲ့သူတို့ပါတီရဲ့ဂုဏ်သတင်းပေါ်မူတည်နေတဲ့အတွက်သူကိုဘာရေးယူမှုမှမလုပ်နိုင်ခဲ့ပါဘူး။မာနီအိုင်းနေမှာအိမ်ပြန်ရောက်တဲ့အခါအေးဟာစိတ်ပိုင်းဆိုင်ရာပြိုလဲနေတာကိုတွေ့လိုက်ပါတယ်။သူဟာငိုတာကိုမရက်နိုင်ပဲမိန်ကုန်းကိုစက်တိုက်ရွတ်ဆိုနေပါတယ်။မာနီထိုင်ပြီးအိမ်ထဲမှာရှောက်သွားနေတာကိုကြည့်နေပါတယ်။နောက်ဆုံးမှာတော့ပါရမီရှင်တယောက်ဖြစ်ရခြင်းရဲ့ဖိအားကသူ့သားကိုဘယ်လောက်ထိခိုက်စေလဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အေးကနိုင်ရမှာသူ့ကောင်းကိုတိုက်နေတာကိုမြင်တဲ့အခါသူပို့ပြီးတော့မှကြောက်နေသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲအိုချာအိမ်ကျရောက်လာပါတယ်။ဘာတွေဖြစ်နေတာလဲလို့အိုချာကပထမဆုံးချိန်ပြေးပါတယ်။မာနီကအေးရဲ့ညင်ညံသွေးအကြောင်းကိုအမှန်တိုင်းပြောပြပါတယ်။သူလည်းလက်မထက်ခဲ့ရင်ကြုံဖြစ်ရောင်းစားခဲ့ရမှတော့အောင်မယ်လို့သူမကပြောပါတယ်။သူကအေးအတွက်အရာကိုလုပ်ခဲ့တာလို့ညင်းတဲ့အခါသူမကသူ့ကိုလိန်နေတယ်လို့ဆွဆွဲပါတယ်။သူဟာသူ့ကိုသူထွက်နေသူ့ရဲ့မှားရင်းနဲ့အောင်မြင်မှုခံစားချက်အတွက်လုပ်ခဲ့တာလို့လည်းသူမသိပါတယ်။မာနီနောက်ဆုံးမှလက်ရွှတ်လိုက်ပြီးသူဖန်တီးခဲ့တဲ့ဇလတ်ကိုအစိုးသက်ဖို့တဲ့နီးလန်းရှာဖို့စတင်ပါတယ်။ရတနီမှာသူဟာလူပညာပြတဲ့တစ်ခုမှာအာဖေးနဲ့တွေ့ဆုံဖို့တဲ့စီစဉ်ပါတယ်။သူကဆရာဝန်ကိုဝင်ကြီးစီကနေရထားတဲ့ထောက်ကစားစာပေးပါတယ်။အဲဒီစာရအာမင်ဟာသူ့ယာတူကိုပြန်လည်ခက်ခဲရမှာဖြစ်ပါတယ်။အာမင်ကလက်ပေးလက်ယူလောက်တာကိုညှင်းဆန်တဲ့အခါ
မာနီကဘာမှပြန်မလို့ချင်ဘူးလို့ပြောပါတယ်။ပြားတိုင်းမှာကိုဝင်းဆောင်တောင်သူမျိုးသမီးနဲ့သူ့သားပေါ်တော်ပေါ်ရှိပါတယ်။သူတို့စကားပြောနေတော့မာနီကအဲ့ဒီပေါ်တဲ့ကမျိုးသမီးဟာသူ့အမေဖြစ်ပြီးအသက်9နှစ်အရွယ်ကလေးကသူ့ဖြစ်ကြောင်းဖွင့်ဟပါတယ်။1992ခုနှစ်တုန်းကဗြိတိရှဓာတ်ပုံဆရာတယောက်သူတို့ယာကိုရလာတော့ကရိုက်ခဲ့တာလို့လည်းဆိုပါတယ်။ရွာသားတွေကိုအကောင်းဆုံးပုံအတွက်ဘယ်သူပဲ post ပေးပြီးရူပီ1000ချင်းမြင့်မယ်လို့ပြောထားပါတယ်။မာနီအတွက်ပထမဆုံးဓာတ်ပုံရိုက်ဖို့သွားတော့ကသူမဟာတောင်သူတယောက်အတွက်နဲ့ကျမ်းမာလွန်းတယ်လို့ပြောခံခဲ့ရပါတယ်။ဒါကြောင့်သူ့အဖေကသူမကိုအစာငတ်ခံပြီးနှစ်ပတ်တွင်5ကီလိုဂရမ်လေးကျကျတော့အောင်လုပ်ခဲ့ပါတယ်။ဓာတ်ပုံဆရာရိုက်ခဲ့တဲ့နောက်ပုံကပြန်ပွဲတစ်ခုမှဆွေးရရှိခဲ့ပြီးသူ့ကိုဒေါ်လာ2သိန်းရရှိစေခဲ့ပါတယ်။မိသားစုအတွက်စုအနေနဲ့သူတို့စီကိုဒေါ်လာ150ပေးခဲ့ပါတယ်။အဲဒီငွေဟာမာနီကိုကြောင်းထားနိုင်ဖို့အတွက်လုံလောက်ပါတယ်။ဒါပေမဲ့ရပ်ပေါင်းများစွာအစာငတ်ခံရပြီးတဲ့နောက်သူ့အမေဟာဖျားတာပြီးဝေးကင်းစကလေးနဲ့အတူကွယ်တော်သွားခဲ့ပါတယ်။အာဘင်ဟာမာနီသူ့သားနဲ့သူ့ရဲ့အောင်မြင်မှုတွေဘယ်လောက်ထိလုပ်ခဲ့လဲဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ပြီးသူ့ကိုကူညီဖို့အတွက်သဘောတူလိုက်ပါတယ်။သူဟာအေးနဲ့တူ TV show တစ်ခုမှာပါဝင်တရုပ်ဆောင်ပြီးကလေးကိုမီဒီယာရဲ့အောင်ဆန်းမှုခဲ့ခဲ့တဲ့သူ့ဘဝကိုလွတ်လွတ်လပ်လပ်ဖြတ်သန်းခွင့်ပေးဖို့အတွက်ပြည်သက်ကိုတောင်းဆိုပါတယ်။အဲဒီအစီအစဉ်အောင်မြင်သွားခဲ့ပြီးအေးဟာသူမဟုတ်တဲ့အရာတစ်ခုဖြစ်နေဟန်ဆောင်နေစရာမလိုတော့ပါဘူး။သူမိဘတွေကသူ့ကိုပြည်သားစုမလို့ပဲသူတို့တက်နိုင်တဲ့အစိုးရအကြောင်းတစ်ခုကိုပြောင်းပေးလိုက်ပါတယ်။အေးဟာကျောင်းမှာအလဲလဲဆင်ရပေမဲ့အရေးကြီးဆုံးကတော့သူပျော်ရွှင်နေတာပါပဲ။တားပါနေရောက်တာပင်လယ်ကမ်းခြေမှာအတူအခြေဖြုံးနေရင်းနဲ့ဇလန်းလေးကပြီးဆုံးတော့ခဲ့ပါပြီ။အစိုးရအားပေးနားဆင်ခဲ့ကြတဲ့ပြည်သက်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။